မင်္ဂလာပါဗက်ဒီစိန်မပဲစိုက်ခင်းတွေမှာပေါက်ရောက်နေတဲ့ပေါင်းမြက်တွေနဲ့ပတ်သက်ပြီးတော့တောင်သူတွေအမေးများထားတာလေးကိုပြန်လည်ဖြေကြားပေးမှာဖြစ်ပါတယ်ဒီနှစ်ပေါင်းသက်ဆေးတွေကပဲမစွမ်းတာလားပေါင်းမြက်တွေကပဲပိုးထူလာတာလားပေါင်းသက်ဆေးတွေဖြန်းပြီးတော့ပေါင်းပင်တွေကအခုလိုအနေထားအတိုင်းပဲရှိနေပါသေးတယ်တဲ့ဒါဘာကြောင့်ပါလဲပေါ့နော်ပေါင်းပင်ကဒီအရွယ်ရောက်သွားရင်နှိမ်နှင်းရခတ်ပါတယ်ဒီလိုရှမောင်ရိုင်းတွေဆိုရင်ပို့ပြီးနှိမ်နှင်းရတာခတ်သွားပါတယ်ခင်ဗျာသူရဲ့အရွက်ကလေး2ရွက်ထွက်ချိန်မှာနှိမ်နှင်းရတာကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်အခုလိုရွက်ကလေး2ရွက်လောက်အရွယ်မှာနှိမ်နှင်းပေးဖို့လိုအပ်ပါတယ်ရှမောင်ရိုင်းပင်ဒီလိုအနေထားရောက်မှဆေးဖြန်းမယ်ဆိုရင်တော့ပဲပင်လည်းနာပါလိမ့်မယ်တော်ခရမ်းလည်းဒီလိုပုံစံမှာပဲဒီရွယ်ဆိုနှိမ်နှင်းရခတ်သွားပါပြီခင်ဗျာဆေးဘူးတွေရဲ့အညွှန်းတွေမှာပေါင်းပင်3ရွက်4ရွက်ထွက်တဲ့အချိန်ဒါပဲပင်ရဲ့တက်တန်း14ရက်28ရက်ဝန်းကျင်မှာဖြန်းလို့ရပါတယ်လို့ရေးထားပါတယ်ဗျအခုလိုပေါင်းပင်တွေကိုနှုတ်ဖို့အတွက်နေစားခေါ်ရတာလည်းမလွယ်ပါဘူးလူကရှားပါသွားပြီဖြစ်ပါတယ်ဗက်ဒီစိန်မတ်ပဲရွေးချယ်ပေါင်းသက်ဆေးအမျိုးအစား2ခုရှိပါတယ်ဒီ2ခုကိုရောဖြန့်ရတာပါခင်ဗျာပေါ်မီစာဖန်နဲ့ကုစာလိုပေါ့ဖြစ်ပါတယ်တောင်သူတွေကတော့အချွန်နဲ့အဝိုင်းလို့ခေါ်ပါတယ်ခင်ဗျရွက်ပြန့်ပေါင်းတွေကိုအဓိကနှိမ်နှင်းတဲ့ပေါ်မီစာဖန်ကိုတော့အရင်လကတရားဝင်ဘန်းလိုက်ပြီဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့နောက်သီးနှံမှာတွားရောက်ထိခိုက်တဲ့အတွက်အခုလိုဘန်းလိုက်ရှင်ဖြစ်တယ်လို့ဒါတာဝန်ရှိသူတဦးကကျွန်တော်ကိုပြောပါတယ်ခင်ဗျာဘန်းတယ်ဆိုတာကပိတ်လိုက်တာကိုပြောတာပါနောက်ဆိုဒီမျိုးစားမလာတော့ဘူးပြောတာပါခင်ဗျပေါင်းမြက်ပေါင်းရောက်မှုနေပါအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ရေကိုကောင်းအောင်ပြုပြင်ပေးရမှာဖြစ်ပါတယ်အားလုံး